အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေသည်ဘဲလာရုစ်သမ္မတနိုင်ငံဘဲလာရက်ပါတီဥက္ကဋ္ဌမစ္စအိုကာချမိုဒါနိုဗာဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားယနေ့နက်နက်10:00 နာရီတွင်နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံမျိုးသားလွှတ်တော်ဆောင်ဧကမ်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်တွေ့ဆုံစဉ်နှစ်နိုင်ငံလွှတ်တော်များအကြားဆက်ဆံရေးတိုးမြင့်ဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များ၏ဆက်ဆံရေးတိုးမြင့်ရေးနှစ်နိုင်ငံအကြားယုံကြည်နားလည်မှုလေးစားမှုများဖြင့်ပူးပေါင်းဆောင်ရွက်မှုများပုံမမြင့်တင်နိုင်ရေးလွှတ်တော်နှစ်ရပ်အကြားနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများစီးပွားရေးနှင့်လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ရေးတို့နှင့်ဆက်လျက်၍ရင်းနှီးစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်တွေ့ဆုံပွဲသို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဂျပန်တော်တောင်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအစိုးရ၏အာမခံချက်များဂတိများနှင့်တာဝန်ခံချက်များစစ်ဆေးရေးကော်မတီဥက္ကဋ္ဌမြန်မာဘဲလာရုစ်လွှတ်တော်ချင်းချစ်ကြည်ရေးနှင့်အသင်းဥက္ကဋ္ဌနှင့်တွင်ရေးမှူးအမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများကတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်